မင်္ဂလာပါ PS Idea Channel ကနေကြိုဆိုပါရစေ Graphic Designer တယောက်အနေနဲ့အလုပ်တစ်ခုလုပ်ဖို့အတွက် reference ရတာ font ရေးရတာပုံပေါင်းရာချီပြီးတော့ resize လုပ်ရတာတွေကတကယ်ကိုအချိန်ကုန်ပြီးတော့ပြင်းစရာကောင်းတဲ့အလုပ်တွေပါဒါပေမဲ့အခု Facebook Meta က$2 ဘီလီယံပေးပြီးတော့ဝယ်လိုက်တဲ့ Manus AI ဆိုတာကဒီအလုပ်တွေအလုံးကိုကျွန်တော်တို့ကိုယ်တိုင်ဝင်လုပ်ပြီးတော့မှာပါသူက ChatGPT လို့ပဲစာပဲပြန်တာမဟုတ်ဘဲနဲ့ designer တယောက်လိုအလုပ်လုပ်ပေးမယ် AI agent တစ်ခုပါ Manus AI ကတာမန် AI တွေထက်ဘာကွာလဲဆိုရင်သူက autonomous AI agent ဖြစ်တာပဲဆိုလိုတာကသူကတင့်ရဲ့ကွန်ပျူတာထဲမှာ virtual ကွန်ပျူတာတစ်ခုအနေနဲ့အလုပ်လုပ်ပါတယ်သူကို2026ရဲ့ design trend တွေနဲ့ပတ်သက်ပြီးတော့ reference ပုံ50ရှာပြီးတော့ folder တစ်ခုလည်းစုပေးပါလို့ခိုင်းလိုက်ရင်သူက browser ကိုသူ့ဘာသာဖွင့်မယ် Google မှာရှာမယ်ပုံတွေကို download ဆွဲပြီးတော့ folder ထဲစနစ်တကျထည့်ပြီးသွားမှာပါကျွန်တော်တို့ကထိုင်ကြည့်နေအောင်ပါပဲdesigner တွေအတွက်ဘယ်လိုအသုံးဝင်လဲကြည့်အောင်နံပါတ်1 workflow automation ဥပမာဒီ design တွေကစာသားတွေကို font အမျိုးအစား5မျိုးနဲ့စမ်းကြည့်ပေးပါလို့ခိုင်းလို့ရနိုင်တာပါပဲနံပါတ်2 process assistant design တစ်ခုအတွက်လိုအပ်တဲ့ stock photo တွေ icon တွေ color palette တွေကိုကျွန်တော်တို့ကိုယ်တိုင်တစ်ခုချင်းလိုက်ရှာစရာမလိုတော့ပါဘူးနံပါတ်3 technical test Photoshop မှာ adjustment layer တွေအများကြီးသုံးပြီးတော့ပုံတွေကိုတစ်ပြိုင်နက် edit လုပ်ဖို့အတွက် script တွေရေးခိုင်းတာမျိုးဒါမှမဟုတ် file တွေကိုစနစ်တကျ rename လုပ်ခိုင်းတာမျိုးတွေမှာ Manus ကအကောင်းဆုံးအပေါ်ဖြစ်လာမှာပါMeta ကဒါကိုဝယ်လိုက်တဲ့အတွက်နောက်ဆိုရင် Instagram နဲ့ Facebook ပေါ်မှာ design တင်တဲ့အခါမှာရော ADS တွေဖန်တီးတဲ့အခါမှာရောဒီ AI agent ကကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေကိုအများကြီးမြန်ဆန်စေပါပါတခါတည်းအကောင်းဆုံး layout တွေရွေးပေးတာမျိုးအထိဖြစ်လာနိုင်ပါတယ်ဒါကြောင့်နည်းပညာတွေကတဖြည်းဖြည်းမြန်လာပါပြီကျွန်တော်တို့ designer တွေအနေနဲ့ဒီလို AI tool တွေကိုဘယ်လိုထိန်းချုပ်ခိုင်းစေမလဲဆိုတာကိုလေ့လာထားဖို့လိုပါတယ်ဒီနေ့ဗီဒီယိုကတော့ Manus AI အကြောင်းအချင်းချုပ်တင်ဆက်ပေးတာပါဒီလိုမျိုး designer တွေအတွက်အသုံးဝင်မဲ့နည်းပညာအသစ်တွေနဲ့ Photoshop tutorial တွေကို PS Idea မှာစရိုက်တင်ပေးကြမှာမို့လို့ channel လေးကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့အားလုံးပဲအဆင်ပြေကြပါစေ